Cooking out လင်းလို့ရင် လင်းမြလင်းတို့ကလေးမလေးကို Ukudo အခုတော့တဲ့ ပြန်ခေါ်စမ်း အမ Ukudo lo လူလေကောင်းကျရင်လှုပ်ပြီးအိမ်မှာခေါ်တယ်လို့ခေါ်လေ ဟော Ua le အိမ်မှာသမီးကဥကိုဘယ်လိုခေါ်လို့လဲ အိမ်မှာနှစ်ယောက်တည်းတွေ့ရင်ခေါ်တယ်လို့ခေါ်လေ ငါတူမအစိမ့်လေအိမ်မှာခေါ်သလိုခေါ်ဒီမှာကြည့်ထားအိုးဟာခွေးလား ခွေးစိုးကြီး ဥရရ လေးလေးကြာလှလိုက်တာ လာ လှတာဗော ဒီအစိမ့်လေး ဝတ်တဲ့စားတော့လှနေရဗျာအဖြူဝမ်းဆက်ကလေး အဖြူဝမ်း သူဖြူဝမ်းဆက်ဝတ်တာကိုအားကြပြီးတော့လေငါမိမပူစားလို့ငါအဖြူဝမ်းဆက်ချုပ်ပေးသေးတယ်မိမကိုငါမိမလည်းအဖြူဝမ်းဆက်ကြီးဝတ်ပြီးတော့လေဆိုက်ရုံဘေးမှာတောက်ပြီးသွားအိမ်နေတာ ဟုတ်လား လမ်းသွားလမ်းလာတွေကလန်ဒန်ဖင်ဖြတ်တာမှပြီးတော့ကောက်ဖွာသွားကြငါမိမထိတ်ကလေးကိုစိုးလို့တော့ မင်းမိမ ဟုတ်တယ် ထိတ်ကလေးကိုစိုး မြင်မှုလား မြင်မှုပါဘူး ဥတင်ညော့ တညော့ လင်းအဖြူဝမ်းဆက်ကလေးနဲ့မလာဘူးလားငါမိမလည်းပူစားတာပဲ မိမ ငါမိမကြတော့အဲ့လိုအဖြူမဟုတ်ဘူး ဟလားဘာပူစားတာ အိုးသူကပူစားတာအနဲ့ဝမ်းဆက် အနဲ့ဝမ်းဆက် ကဲသူများနဲ့ထူစားပြီးအနဲ့ဝမ်းဆက်ဝတ်ချင်တယ်တဲ့ အင်း ကဲလောက်တော့အနဲ့ဝမ်းဆက်ဝတ်ချင်တဲ့မိမဆိုတော့ကတ္တရာဘုံနဲ့ခေါင်းကနေလောင်းချတာ ဟာ မင်းအနဲ့ဝမ်းဆက်ယုံနေမကဘူးမင်းမိမရက်ပိတ်ကြီးတောင်ဖြစ်သွားပြီ လေလာဘောကတ္တရာလမ်းမှတ်ပြီးတော့ထော်လာကြီးတက်မောင်းသွားလို့ အေးသမီးဟုတ် ဒီဘက်ကဥမော်လေးလား အမလေးဥမော်လေးမဟုတ်ပါဘူးဥမော်ကြီးပါဗျာဥမော်ကြီးလိန်မာလိုက်တဲ့ခလေးလေး ဟိုကလေးပါလေးကတာအစင်မပြေလားမသိပါဘူးကွာ ဘလို့တော့ပူစရာမရှိဟိုမှာတော့မချားဘူးလားနှုတ်ဆက်စကားပြောပြီးလို့ပြင်လုံးတော်ဝင်နေပြီ ပြေလုံးကတော့ဟုတ်တာဗောကွာငမောတို့အုပ်စုကမိကခေါ်သွားရတာဗောတချင်းဆိုတာကြတော့ လို့ရေ တချင်းဆိုတာလေသူ့ကိုအုပ်ကြီးကမေးတည်ပြီလူရှင်တော်တွေကဝိုင်းအောင်တော့ထိန်းသွားလိမ့်မယ် ပြကြအောင်လေ စိတ်ဘူးလား စိတ်ဝင်သွားကြည့်တော်မူ ဆိုရင်ပေါ့ပေါ်မှာလေ ဥနိုင်မှာရေး ဆိုမပါဘဲနဲ့ဘယ်တော့ခွဲပြီးသွားဘူးလို့လေဆိုပါလိုက်ခင်နော် သမီးကပြိတ္တကြီးကိုဖြုတ်ပြတဲ့နာဥရဲ့ ဆို ကြည့်ပြရစီ ဆို မြိုင်စုံကနာနဲ့အိုင်ကုံကလာအလဲခိုင်ပရုံမနွယ်ကြာချက်ကူလာလေဟုံတွေလာဟဆင်ကကညာစီနဲ့သမီးမွေးပွားတန်စင်စီမောမငွေလောင်းလေးတီရှုံးပြီးတွေညနာမြင့်ချစ်ခင်မိသားစုနဲ့သမီးကြရုံ